လာပါရှင်ကျမကတော့ SPT မှာအင်္ဂလိပ်ဘာသာရပ်ကိုသင်ကြားပေးနေတဲ့ Teacher Trainer ဖြစ်ပါရှင်ကျမဒီနေ့ဆွေးနွေးပေးသွားတဲ့အကြောင်းအရာလေးကတော့ GED ဖြေဆိုဖို့အတွက်ပြင်ဆင်နေတဲ့ကျောင်းသားကျောင်းသူများအတွက်သိတဲ့အချက်၄ချက်ကိုကျမဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ရှမအချက်အနေနဲ့ကတော့ GED score ကြောင့်ပါအားလုံးသိထားကြတဲ့အတိုင်း GED မှာ145မှတ်ရရင်တော့အောင်တယ်သို့ပေမဲ့လည်း165မှတ်နဲ့အထက် college ready ကိုရဖို့ရန်အတွက်ကတော့တည်တည်ချာချာလေးပြင်ဆင်ရမှာဖြစ်ပါတယ်ရှင်ကျမတို့ရှိရနေပြီးတော့ GED မှာအမှတ်ကောင်းပြီးတော့စင်ကာပူနိုင်ငံ Kaplan Institution မှာ scholarship 50% နဲ့တက်ရောက်နေတဲ့ကျောင်းသားလေးမောင်ဝင်းမြင့်ထွန်းလေးရှိပါတယ်ရှင်ဒါကျမတို့ရဲ့အရင်ဗီဒီယိုတွေမှာရှာကြည့်လို့ရပါတယ်ရှင်နောက်တစ်ခုကတော့ GED ဖြေဆိုတဲ့အခါမှာဘာသာရပ်၄ခုစလုံးကိုတစ်ပြိုင်နက်တည်းဖြေဆိုစရာမလိုတဲ့အတွက်ကြောင့်မလို့ GED ကအရင်ကို flexible ဖြစ်ပါတယ်ကိုပိုင်နိုင်ဆုံးဘာသာရပ်တွေကိုတစ်ခုချင်းစီဦးစားပေးပြီးတော့ဖြေဆိုသွားလို့ရပါတယ်ရှင်တရားချက်အနေနဲ့ကတော့ mathematics ဖြေဆိုတဲ့အခါမှာ scientific calculator အသုံးလို့ရပါတယ်ဒါကြောင့်မလို့ကျမတို့ကပုံစံတွက်ရတာပို့ပြီးတော့မြင်ဆက်နဲ့တွက်ချက်သွားလို့ရနိုင်ပါတယ်ရှင်နောက်ဆုံးတစ်ချက်ကတော့ဒီ study plan နဲ့ mock test ဒီ test တွေကိုသင်ချပြင်ဆင်သွားဖို့လိုပါတယ် study plan လေးသင်ချဖို့လိုပါတယ်အတန်းထဲမှာ mock test တွေကိုကျမတို့ကအချိန်ချင်းလေ့ကျင့်ပြီးတဲ့အတွက်ကြောင့်လို့ exam မှာထိတ်လန့်စရာမလိုတော့ဘူးလေကလေးတွေနဲ့ confidence ရှိနဲ့တွားရောက်ဖြေဆိုနိုင်မှာဖြစ်ပါရှင်ဒါကြောင့်မို့လို့ GED မှာအမှတ်ကောင်းရချင်နေဆိုလို့ရှိရင်စာမွေးကိုကြောက်စိတ်ရှိပဲနေဖြေဆိုခြင်းနဲ့ကျောင်းသားကျောင်းသူများအတွက်ကို SKT ကကြိုဆိုပါတယ်ရှင် SKT Space for King Talents မှာလာမယ့်August လအကုန်မှာ August လ intake ကိုဖွင့်လှစ်ဖို့ရှိပါတယ် SKT ကကျွမ်းကျင်ပြီးတော့အရေးအသွေးပြေဝတဲ့ဆရာမတွေနဲ့လက်တွဲက GED ကိုအောင်မြင်စွာနဲ့ဖြေဆိုပြီးတော့ကိုယ့်ရဲ့အနာဂတ်ရည်မှန်းချက်ကိုအရောက်သွားမှုအတွက်ကျောင်းသားကျောင်းသူအားလုံးကို SKT ကဖိတ်ခေါ်ပါတယ်ရှင်